သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်နေယုလာဇန်ရက်2011ခုနှစ်ဇွန်လ9ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်နယ်စပ်နဲ့တောင်တန်းဒေသသာသနာ့လောကအသင်းသာသနာပြုသင်တန်းကျောင်းအပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသုတေသနဓမ္မသဘင်စဗုတိရိဗိမာန်တော်ဝယ်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်ခန္ဓာ၌ဟောကြားအပ်သောမြတ်ဗုဒ္ဓဒေသနာနှင့်စัจ java လာအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ချေလဲအင်္ဂါမေတ္တာကြီးမာသမိသာလင်တထာဇနီစွန်ញင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလိပြီမဟာကရုဏီကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာနမောယုတိပြောင်းမှန်ကိုလျော၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့သွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဒေသနာနှင့်စัจ java လာလောကမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယ်မှာနေထိုင်တယ်လဲလို့ဆိုလို့ရှိရင်စัจ java လာတစ်ခုအတွင်းမှာနေထိုင်ကြစัจ java လာဆိုတဲ့စကားလုံးကိုဘုရားစာပေတွေထဲမှာနောက်ပိုင်းကျမှစတင်ပြီးတော့တွေးကြရှေ့ပိုင်းကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကစက္ကဝါလဆိုတဲ့စကားလုံးကိုအသုံးမပြုခဲ့ပဲနဲ့လောကဓာတုဆိုတဲ့စကားလုံးကိုအသုံးပြုတယ်လောကဓာတုလို့ဆိုပြီးတော့ဖော်ပြခဲ့တာစက္ကဝါလဆိုတဲ့အသုံးနှုန်းဟာပါဠိတော်တွေထဲမှာလိုက်ရှာလိုက်တဲ့အခါကျတော့ပါဠိတော်တွေထဲမှာမတွေ့ရပဲနဲ့နောက်ပိုင်းကျတဲ့အထက်ကရာတွေကြတော့မှစက္ကဝါလဆိုတဲ့စကားလုံးကိုတွေ့ရတာထောက်ထားမယ်ဆိုရင်တော့ဒီစက္ကဝါလပါဠိဘာသာစက္ကဝါလ
မြန်မာလိုဝါရပြုထားတာစัจ java လာဒီစကားလုံးဟာအတော်နောက်ကျလာမှပေါ်လာတယ်လို့ဒီလိုပြောအားလုံးမြန်မာလူမျိုးတွေသိကြတဲ့ပရိတ်ကြီး17တုပ်ထဲမှာကြတော့သမန္တာစက္ကဝါလီတုဆိုပြီးတော့ဒီစကားလုံးကိုစတင်အသုံးပြုတာအဲ့ဒီဂါထာကပါဠိတော်တွေမှာရေးသားဖော်ပြထားတဲ့စကားလုံးမဟုတ်ဘူးပရိတ်ကြီးကိုဏ္ဍန်ပြိုးတဲ့အနေနဲ့နောက်ပိုင်းကျမှဆရာတော်ကြီးတွေရေးပြီးတော့ထည့်ထားတဲ့ဂါထာသာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကိုရောမြတ်ကိုရောတိုင်းနှုတ်တော်ကထုတ်ဖော်ပြီးတော့ဟောတဲ့စကားလုံးကတော့လောကဓာတုဆိုတဲ့နာမည်နဲ့ဟောထားတယ်လို့ဒီလိုမှတ်သားကြဖို့ပါနော်အဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဘာဖြစ်လို့ဟောရတယ်လဲဘုရားဆိုတာတရားတွေသိတော်လဲပဲအကြောင်းမရှိပဲသို့မဟုတ်ဟောခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးမရှိပဲနဲ့ဟောပြောလို့မရှိဘူးတန်ရုပ်ပါဠိတော်ကသုတ်တန်တစ်ခုမှာမြတ်စွာဘုရားကတောအုပ်ထဲကတိရွက်ကလေးတွေကိုလက်တွေနဲ့ကောက်ပြီးတော့ဆုပ်ပြီးငါလက်ထဲမှာရှိတဲ့တိရွက်နဲ့ဟောဒီတောထဲမှာရှိတဲ့တိရွက်ဘယ်ကများသလဲလို့ဆိုတော့အရှင်ဘုရားလက်ထဲမှာရှိတဲ့တိရွက်ကအလွန်နည်းပါတယ်တောထဲမှာရှိတဲ့တိရွက်တွေကများပါတယ်လို့ယဟန်တွေကဖြေတဲ့အခါမှာမြတ်စွာဘုရားကအေးတရားဓမ္မနဲ့ပတ်သက်ပြီးတော့ငါသိတာတွေအများကြီးဖြစ်တော့လဲငါဟောတာကငါလက်ဆုပ်ထဲမှာရှိတဲ့တိရွက်လောက်ပဲလို့အဲ့တော့မြတ်စွာဘုရားကတော့လောကဝိတုဂုဏ်တော်ကြီးကိုထောက်ထားကြည့်မယ်ဆိုရင်လောကအကြောင်းကိုစုံစုံလင်လင်သိထားကြသိထားတော့မူတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားဖြစ်ပြီဆိုတဲ့အချိန်မှာသိเสียရှိသမျှအကုန်သိမှဘုရားလို့ခေါ်နိုင်မှာပေါ့ဒါကြောင့်မို့လို့ဒီအဓိပ္ပာယ်ကိုဖော်ကျူးတဲ့စကားလုံးတစ်ခုကတော့ယာဝတကံညေယံတာဝတကံညာဏံသိเสียရှိသလောက်ဉာဏ်တော်ကြီးကအကုန်လိုက်သိတယ်ယာဝတကံညာဏံတာဝတကံညေယံဉာဏ်ရှိသလောက်လည်းသိเสียဆိုလိုတာကသိเสียအကြောင်းအရာတွေနဲ့ဉာဏ်ကတပြေးညီဖြစ်နေတယ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားဟာအကျွင်းကြံမရှိအောင်သိတယ်ဆိုတာဘာမှအန္တရားဖြစ်ဖွယ်ရမရှိဘူးနာမန်ပုဂ္ဂိုလ်တွေအတိမျိုးနဲ့သိတာမဟုတ်ဘူးမြတ်စွာဘုရားကစัจ java လာတို့ကမ္ဘာလောကကြီးအကြောင်းတို့သိတယ်ဆိုတာသိနိုင်เสียနီးလန်းတွေကလည်းပဲရှိတယ်ပေါ့ဆိုပါစို့စัจ java လာအကြောင်းကိုမျက်လုံးနဲ့ထင်မြင်ရတယ်လို့ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်အလေးအောင်ဖြန့်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်စัจ java လာကြီးတစ်ခုလုံးတစုတည်းမြတ်စွာဘုရားကမြင်နိုင်စွမ်းရှိတယ်ပေါ့အဲ့ဒီလိုကိုရောမြတ်ကိုရောတိုင်းသိပြီးတော့မှမြတ်စွာဘုရားကဟောတဲ့နာကိုဟောတယ်မဟောတဲ့နာကိုမဟောပဲနေတယ်သို့မဟုတ်အကြောင်းရှိတဲ့အခါမှာဟောတယ်အကြောင်းမရှိရင်မဟောဘူးမြတ်စွာဘုရားဆိုဒီမှာအကြောင်းရှိမှဒီလိုဟာမျိုးဟောတာအဲ့တော့စัจ java လာအကြောင်းကိုအပြင်းပြေလျှောက်ပြီးတော့ဒီလိုဟောတာမျိုးမဟုတ်ဘူးလောကကြီးအကြောင်းကိုသိလိုက်တဲ့အခါမှာသို့မဟုတ်အမေးပု္ပ္ပာရှိတဲ့အခါမှာမြတ်စွာဘုရားဟောလေးရှိတယ်မေခွန်းတက်လာတဲ့အခါမှာတော့ဖြေဆိုတဲ့အနေနဲ့ဟောတာဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ပတ်သက်ပြီးတော့ဘုရားဟာစัจ java လာအတွင်းကကမ္ဘာအနှံ့ကိုရောက်ဖူးသလားမရောက်ဖူးဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကနေ့ခေတ်လူတွေကတွေးတောကြည့်ကြဥပမာမြတ်စွာဘုရားဟာအမေရိကတိုက်ကိုရောက်သလားအာဖရိကတိုက်ကိုရောက်သလားအာရှတိုက်ကအိန္ဒိယနယ်ပယ်ချင်းချင်းလေးမှာပဲနေသလားတခြားနိုင်ငံတွေမရောက်ဖူးဘူးလားဒီလိုသိချင်ကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိအဲ့လိုသိချင်တဲ့နေရာမှာအ
ထပရိသသုတ်လို့ဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်ထဲမှာလည်းပဲတပိုင်းတစအနေနဲ့ပါတဲ့ပရိသတ်ရှင်မျိုးနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့စကားလေးတစ်ခုရှိအဲ့ဒါကိုထောက်ထားကြည့်လို့ရှိရင်မြတ်စွာဘုရားအကျိုးရှိမဲ့နေရာဆိုရင်မြည်သည့်နေရာမဆိုရောက်တယ်လို့ပြောအကျိုးမရှိတဲ့နေရာတော့အားရှိရှိလျှောက်လည်မှာမဟုတ်ဘူးဆိုတာတော့သိကြတယ်နော်အဲ့ဒီသုတ်တန်တွေထဲမှာကြည့်တဲ့အခါကျတော့မြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့လူမျိုးချင်းမတူတဲ့မျိုးကွဲတဲ့ဒေသတွေကိုမြတ်စွာဘုရားဟာရုတ်တရက်ရောက်ရှိသွားတယ်ဆိုတဲ့မှတ်တမ်းလေးတွေရှိတယ်ပေါ့အဲ့ဒီမှာလူသားတွေနေနဲ့ပြောတာတော့ခတ္တိယပရိသတ်ဂဟပတိပရိသတ်ဗြဟ္မဏပရိသတ်လို့ဒီလိုအိန္ဒိယနိုင်ငံမှာခွဲခြားတဲ့လူအဆင့်တန်းမျိုးနဲ့ပဲသုံးဆွဲပြီးတော့ဖော်ပြတယ်တချို့နိုင်ငံတချို့ပရိသတ်အတွင်းမှာမြတ်စွာဘုရားကလူစုလူဝေးရှိနေတဲ့အချိန်မှာရောက်ရှိသွားရောက်ရှိတဲ့အခါမှာသူတို့လူမျိုးရဲ့ခေါင်းဆောင်ပုံသဏ္ဍာန်နဲ့ရောက်သွားအဲ့ဒီမှာမြတ်စွာဘုရားဟောတော်မူတဲ့စကားလေးရှိတယ်ယာတိတကောတေတံဝဏ္ဏောတာရိတကောဝဏ္ဏောဟောမိသူတို့ရဲ့အဆင်းရောင်လိုပဲတဲ့သူတို့ရဲ့အသားရောင်ကအ내ဆိုလို့ရှိရင်မြတ်စွာဘုရားကလည်းသူတို့ကာလအတိုင်းနဲ့အ내သူတို့အဆင်းရောင်ကအဖြူဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အသားရောင်ကလည်းဖြူပဲလို့ဒီလိုပြောတာနော်သူတို့လူမျိုးပုံစံနဲ့ပရိသတ်ထဲမှာမြတ်စွာဘုရားဝင်ရောက်သွားတယ်ဝင်ရောက်သွားပြီးတဲ့အခါမှာတရားဟောလိုက်တယ်သူတို့ကတော့ထင်တယ်သူတို့ခေါင်းဆောင်လာတယ်လို့ပဲဒီလိုမြင်ကြတယ်သူတို့ပုံပန်းတန်တယ်အတန်ကလည်းပဲသူတို့အတန်မျိုးပဲလို့ဆိုတယ်ယာရိတကောတေတံတရောတာရိတကောမမတရောငါအတန်ကလည်းသူတို့အတန်မျိုးပဲလို့အဲ့ဒီအချိန်မှာအဲ့တော့မြတ်စွာဘုရားကတရားဟောလိုက်တယ်တရားဟောပြီးတော့အိပ်ပရိသတ်ကထွက်ခွာသွားတဲ့အခါမှာသူတို့ခေါင်းဆောင်အစ်စ်ကရောက်လာတော့လူတွေဟာတွေးပြီးတော့ကြံရစ်တယ်တဲ့ဟာခုနကဘယ်သူပါလဲလို့ဆိုပြီးတော့တွေးကြံရတယ်အဲ့ဒီလိုမှတ်တမ်းကလေးတွေကိုရှိတာထောက်လို့ရှိရင်မြတ်စွာဘုရားဟာအကျိုးရှိမယ်ဆိုရင်အာဖရိကလည်းရောက်မှာပဲအမေရိကလည်းရောက်မှာပဲတခြားတိုက်တွေလည်းရောက်မှာပဲဘာအတွက်မြတ်စွာဘုရားသူတို့ထဲဝင်ပြီးတော့တရားဓမ္မဟောတယ်လေလို့ဆိုရင်အနာဂတ်မှာဒီတရားဓမ္မကိုကြားဘူးနာဝကလေးရှိလို့ရှိရင်ဝါဒနာဘာဂိယဖြစ်စိတ်တော့မှာအကျိုးရှိလို့မြတ်စွာဘုရားသွားပြီးတော့ဟောတယ်လို့ဒီလိုဆိုတယ်နော်အဲ့တော့သာသနာအကြောင်းကိုမသိရှိတဲ့ဒေသတွေမှာဘုန်းကြီးယဟန်ဆိုတာမြင်ဘူးအောင်လို့တခါတရံကြတော့တခါကြီးတယောက်ပြောတယ်လို့ပဲဘုန်းကြီးမမြင်ဘူးတဲ့အရက်မို့အရှင်ဘုရားပြမဲ့ထွက်ပြီးလမ်းလျှောက်ပြပါဗျာဒီရက်ကလူတွေကဘုန်းကြီးမမြင်ဘူး။အော်ဘုန်းကြီးဆိုတာဒါမျိုးပါလားလို့ဝါဒနာဘာဂိယလေးဖြစ်ယုံတော့ဒါလည်းပဲအကျိုးရှိတယ်လို့ပြောရမှာပဲပေါ့နော်။အဲ့ဒီသုတ်တန်သဲလွန်စာလေးကြည့်မယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားမရောက်ဖူးတဲ့နေရာဆိုတာအကျိုးမရှိတဲ့နေရာကလွဲရင်သူအကျိုးရှိတဲ့နေရာအနှံ့ရောက်တယ်လို့ပဲဒီလိုမှတ်သားကြရမှာဖြစ်တယ်ပေါ့ရောက်နိုင်တယ်လို့ပဲမှတ်သားရမှာပဲဟောဒီစัจ java လာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတယ်ဆိုတာမေခွန်းတက်လာလို့ဟောတာစัจ java လာအကြောင်းကိုနားထောင်ပြီးတော့တရားရလို့ဟောတာမဟုတ်ဘူးစัจ java လာနဲ့ပတ်သက်ပြီးတော့မေခွန်းတက်လာလို့သာဟောတာဖြစ်တယ်တချို့တရားတွေကမေခွန်းတက်လာလို့ဟောတာမြတ်စွာဘုရားကမဟောဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့950နဲ့ပတ်သက်တဲ့အခါမှာလည်းပဲတချို့လူတွေကတွေးကြတယ်မြတ်စွာဘုရားဟာလေးသိင်ကျင့်တဲ့ကမ္ဘာတသိန်းကာလပတ်လုံးပါရမီဖြည့်ဘုရားအလောင်းတော်950ဆိုတော့ဘဝပေါင်း950ဆိုတော့အလွန်နည်းနေလှပါလားအလွန်နည်းတာပဲလို့ဒီလိုပြောကြလိုက်အဲ့တော့မြတ်စွာဘုရားဟောတာနဲ့မဟောတာဟာဘယ်ဟာကပိုများတော့ဆိုမဟောခဲ့တာကများဘာဖြစ်လို့မဟောခဲ့တယ်လဲဆိုရင်မေခွန်းတက်လာတာလည်းမရှိဘူးအကြောင်းတိုက်ဆိုင်လာတာလည်းမရှိဘူးဟ
ဟောခြင်းကြောင့်ထူးခြားတဲ့အကျိုးတစ်ခုရလာမှာလည်းမဟုတ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဟာလွတ်အပ်မှအလုပ်လုပ်တယ်လို့ဒီလိုပြောတာမလွတ်အပ်တဲ့နေရာမှာအလဟတဖြုံးတိတာမလုပ်ဘူးလို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့အဲဒီကနေ့ခေတ်လူတွေကတော့အကျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအကျိုးထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေကိုလှုပ်ချင်တဲ့အပေါ်မှာမူတည်ပြီးတော့လှုပ်လို့ရှိကြမြတ်စွာဘုရားကတော့အဲ့ဒါလိုမဟုတ်ဘူးအကျိုးရှိမှလှုပ်တယ်အကျိုးရှိမှဟောတယ်950မှာဟောလိုက်ဇတ်တွေကိုဖတ်ကြည့်လိုက်လို့ရှိရင်အတိတေဗာရဏတိယညိပဲဆိုတော့တချို့ကတန်တရားဖြစ်တယ်မြတ်စွာဘုရားကဘယ်နဲ့လဲအလောင်းဟာဗာရဏတိကြီးပဲဖြစ်နေသလားလို့ဒီလိုလဲတွေးကြတယ်ပေါ့အေးတန်တရားကျင်တဲ့အခါမှာတဏှာမှာထပ်ပြီးတော့ဖြစ်လေရှိတာဟာလည်းပဲတဘာဝပဲလောကလူတွေဟာအတွဲအတားဆိုတာရှိတယ်နော်အတွဲအတားဆိုတာရှိတယ်ဘာဖြစ်လို့တော့ဆိုလို့ရှိရင်တချို့တောရွာဒေသမှာနေထိုင်တဲ့ဒကာကြီးဒကမကြီးတွေကိုမြို့ခေါ်ပြီးတော့တိုက်ခန်းမှာထားလို့ရှိရင်တလားလောက်နေရင်ပြန်ပြေးသွားမနေတတ်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုတော့သူတို့ကဟိုအိမ်လဲဒီအိမ်လဲနဲ့သူတို့တောမှာပဲနေရတာပိုးအဆင်ပြေတာဟုတ်နော်အဲ့တော့တွေ့တာမှုကလည်းအဲ့ဒီမှာပဲပို့ရှိဒါကြောင့်မို့လို့လူတွေမှာအတွေ့အတာရှိသည့်အတွက်ကြောင့်အကုသိုလ်ကံကြီးကြီးမားမားမရှိဘူးကုသိုလ်ကံလည်းကြီးကြီးမားမားမရှိဘူးဆိုရင်သူစိတ်ညွတ်တဲ့နေရာကိုသွားပြီးတော့ဖြစ်တတ်တယ်ထင်ရှားတဲ့တသက်တာရကတစ်ခုရှိဗေမိတာရမင်းကြီးဟာဘုရားတကာကျောင်းတကာလည်းဖြစ်တယ်သောတပန်လည်းဖြစ်တယ်သောတပန်ဖြစ်ရတဲ့နဲ့သိဆုံးသွားတဲ့အခါကျတော့ဟိုတာဝရိန္ဒာနတ်ပြည်တို့တုတိတာနတ်ပြည်တို့ရောက်တဲ့နာပေါ့အနာရဝိတထေကြီးဆိုတုတိတာနတ်ပြည်ရောက်သွားတယ်ဝိသခာကျောင်းမှာကြီးဆိုရင်နေမာနရတိဘုံရောက်သွားတယ်အဲ့တော့ဘုရားနဲ့တွေ့ကြတဲ့ကတောထွက်လာကြတဲ့ကဘုရားပေါ်မှာစိတ်အမတန်မှကြည်ညိုတဲ့ဗေမိတာရမင်းကြီးကတည်တဲ့အခါကျတော့ဘယ်သွားဖြစ်တုံဆိုရင်စတုမာရနတ်ပြည်အောက်ဆုံးနတ်ပြည်မှာသွားဖြစ်တယ်အောက်ဆုံးနတ်ပြည်ဖြစ်တာတောင်မှပဲမင်းအနေနဲ့ဖြစ်တာမဟုတ်ဘူးဝိသဝနတ်မင်းကြီးရဲ့အချမ်းရံနတ်ဘလူးစစ်ဖို့တွေထဲမှာသွားပြီးတော့သူကဖြစ်တယ်တဲ့သူ့နာမည်ကစနဝဒဘလို့ခေါ်တယ်စနဝဒဘတုတ်ဆိုတာဒီကနေ့ကမှရှိတယ်အဲ့ဒီစနဝဒဘဆိုတာတခြားသူမဟုတ်ဘူးဗေမိတာရဖြစ်လာဘာဖြစ်လို့အဲ့ဒီကိုသွားဖြစ်တယ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီမှာသူကအကျဉ်းငိမ်ဖြစ်ခဲ့တာအဲ့တော့အဲ့ဒီဘဝကိုကျင့်တတ်နေတာနော်ကျင့်တတ်နေသည့်အတွက်ကြောင့်ဒီကနေ့မှလည်းပဲအဲ့ဒီပဲသွားဖို့ရစိတ်ကညွတ်နေတယ်အဲ့ဒါလည်းတတိထားဖို့မကောင်းတဲ့နေရာတော့မညွတ်စေနဲ့ပေါ့နော်သို့တော့ကိုကြိုက်တဲ့နေရာတော့သွားမှာပဲသိချတာပေါ့အေးမြတ်စွာဘုရားတခင်ကိုရောမြတ်ရဲ့အလောင်းနေရာဟာလေအတိတေဗာရဏတိယံလို့ဗာရဏတိမှာဖြစ်ပျက်ခဲ့တဲ့ဇလံကလေးမြတ်တာအကြောင်းရှိလို့မြတ်စွာဘုရားကဟောတယ်အဲတချို့ကလည်းပြောတယ်နောက်ဆုံးဗမာပြည်မှာဆိုရိုးစကားတောင်ရှိတယ်လေပြည်မတိဗာရဏတိမင်းမတိပြမထရဟန္တာပြောလိုက်မှန်တယ်ပေါ့ဘာဖြစ်လို့တော့ဆိုရင်950ဇတ်တွေကအများစုကဗာရဏတိနဲ့ပြမထချီပဲလေအဲ့ဒါဘယ်လိုနားလဲရမှာတော့ဆိုဗာရဏတိကအခုချိန်ထိလဲဗာရဏတိပဲသူကအိန္ဒိယနိုင်ငံသားတွေခေါ်တဲ့အခေါ်နဲ့ဆိုရင်တော့ဘင်နရတ်လို့ခေါ်တယ်ဗာရဏတိပဲအခုတော့သူတို့ပြီးသားဗာရဏတိလို့ပဲရေးတယ်ပြမတ္တဆိုတာကဘွဲ့ထူးပဲဘသူတက်လာဒီဘွဲ့ထူးကိုခံယူတာဘာဖြစ်လို့တော့ဆိုပြမာကအနှင်းသူပြမာကပေးသူသူတို့တိုင်းသူပြည်သားတွေအာကိုအားထားပြုဖို့ပြမာကြီးကနေပြီးတော့ပေးထားတဲ့ပုဂ္ဂိုလ်လို့ဆိုပြီးတော့လူတွေလေးစားမှုရှိအောင်ဗြဟ္မဒတ္တဆိုတဲ့နာမည်နဲ့ဘယ်လောက်ကြနော်ဗြဟ္မဒတ္တဒေဝဒတ္တဆိုတာလည်းအမတန်နာမည်ကောင်းတယ်နတ်ကပေးထား
ဒါပေမဲ့ဒေဝဒတ်ဆိုတဲ့နာမည်တော့ဘယ်သူမှကြိုက်မှာမဟုတ်ဘူးနော်အတိပ္ပယ်ကတော့အမတန်ကောင်းတယ်နတ်ကပေးအပ်သူဆိုတဲ့အတိပ္ပယ်ပဲတခါတည်းကြတော့သမိုင်းကြောင်းနဲ့ပတ်သက်လာလို့ရှိရင်ကျေပြတ်တဲ့အမြင်ရှိဖို့လိုအပ်တယ်တဲ့ကိုယ်အတွေးကလေးနဲ့တာမန်လေးနဲ့မဆုံးဖြတ်သင့်ဘူးပေါ့အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကကြည်သူသိတဲ့တရားတွေများစွာရှိတယ်သူသိတဲ့အကြောင်းအရာတွေများစွာရှိတယ်လောကဝိတုဆိုလောကကြီးအကြောင်းအကုန်သိတယ်သို့တော့လောကကြီးအကြောင်းကိုဟောတာဟာအကြောင်းတိုက်ဆိုင်တာမှအနည်းငယ်လေးသာဟောတယ်တချို့ကလောကဝိတုခုံတော်အဖွင့်ကိုကြည့်ပြီးတော့အထက်ကရာဆရာကြီးကချက်ကားရေးထားတာပါလို့ဆိုပြီးတော့အပြစ်တင်စကားပြောကြသေးတယ်ဖះပဲမသိပဲရှိမလားမသိတဲ့ပုဂ္ဂိုလ်ကိုဘယ်လိုလုပ်ဖះခေါ်မလဲနော်သိနိုင်တဲ့စွမ်းရည်တတ္တိတွေရှိတယ်လေအဘိညာဉ်တကိုးတွေဆိုတာရှိတာဘိညာဉ်တကိုးဆိုတာအလိုလျောက်ရလာတာမှမဟုတ်ပဲသူကိုယ်တိုင်တရားကျင့်ပြီးတော့တမာရိစွမ်းအားတွေနဲ့ရရှိလာတဲ့အဘိညာဉ်တကိုးပဲအဲ့ဒါကြောင့်မလို့စာရဲပေထဲမှာမှတ်သားထားတာအကျိုးမရှိတဲ့တန်ဖတ်ဖလာပါတွေမဟုတ်ဘူးတန်ခါနာတင်ပြီးတော့အတီးပြုတ်ပြီးတော့ထားတဲ့9ချိန်တောင်6ချိန်တောင်အတီးပြုတ်ထားတဲ့မြတ်စွာဘုရားရဲ့စကားတော်တွေပါဠိတော်တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ပြုပြင်ပြောင်းလဲထားတာမရှိဘူးလို့ပြောရဘုရားပြိဋိဘံစံမှာဝင်လာတဲ့တုတ်တွေဟာလည်းပဲဘုရားပြိဋိဘံစံပြီးတဲ့နောက်မှထဲ့တယ်ဆိုတာသိတာထေရဝါဒပိဋကမှာဆိုလို့ရှိရင်တော့မူရင်းကလာတဲ့ဟာတွေဆိုရင်သူမူရင်းအတိုင်းပဲမှတ်တမ်းတင်ထားတယ်စဉ်းစားတွေးခေါ်တတ်တဲ့ကမ္ဘာပညာရှိပါဠိပညာရှင်တွေကဒါကိုလက်ခံထားတယ်ပေါ့ကောင်းပြီမြတ်စွာဘုရားသခင်ကိုရောမြတ်ကစัจ java လာအကြောင်းကိုဘာဖြစ်လို့ဟောရတယ်လဲစัจ java လာဆိုတာ cosmos သို့မဟုတ် universe တော့ Buddhist cosmology လို့ဒီလိုပြောလို့ရစัจ java လာအကြောင်းကိုလေ့လာသို့တော်မြတ်စွာဘုရားဟောတာကလေ့လာတာမဟုတ်ဘူးစัจ java လာအကြောင်းကိုသိတော်မူတဲ့အတိုင်းထုတ်ဖော်ပြောတာဖြစ်တယ်စัจ java လာအနန္တဆိုတဲ့စကားရှိတယ်အဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဘာကိုအကြောင်းပြုပြီးတော့ဟောတာလဲလို့ဆိုလို့ရှိရင်ဇလံဖြစ်ပေါ်လာပုံကတော့ရှင်အနန္ဒာကသူသိချင်တဲ့မေခွန်းတစ်ခုမြတ်စွာဘုရားကိုမေးတယ်အဲ့ဒီမေခွန်းကနေဘယ်ကထွက်လာတာတုံးဆိုတန်ရုပ်ပါဠိတော်မှာပါတယ်အရုဏဝတီသုတ်တံဆိုတာရှိတယ်အရုဏဝတီသုတ်တံဆိုတာဒီဗဒ္ဒကဘာကနေပြီးတော့နောက်ဆုတ်ပြန်ပြီးတော့ရေတွက်လိုက်တဲ့အခါမှာ30တကဘာမြောက်တိခိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူအဲ့ဒီတိခိမြတ်စွာဘုရားမှာအဘိဘူနဲ့တံပဝလို့ခေါ်တဲ့လက်ရယံနဲ့လက်ဝဲယံအကတဝက2ပါးရှိရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလံတို့ပဲပေါ့အဲ့ဒီတိခိမြတ်စွာဘုရားရဲ့လက်ရယံတာဝကကအဘိဘူတဲ့အဲ့ဒီရှင်အဘိဘူနဲ့တနေ့ကျတော့တိခိမြတ်စွာဘုရားကရုဏဝတီသုတ်တံမှာဆိုထားတာရုဏဝတီသုတ်တံဆိုတာအရုဏဘယင်အရုဏဝါဘယင်ကြီးအုပ်စိုးနေတဲ့အရုဏဝတီနေပြည်တော်ကြီးကနေပြည်တော်ကြီးကိုအကြောင်းပြုဆွဲပြုပြီးတော့အရုဏဝတီသုတ်တံလို့ခေါ်တယ်တိခိမြတ်စွာဘုရားဟာအဲ့ဒီအရုဏဝတီနေပြည်တော်မှာသတင်းသုံးနေတဲ့အချိန်တနေ့ကျတော့နေစွမ်းမဖုံးမေးမိအဘိဘူဆိုတဲ့လက်ရယံအကတဝကယဟန်ကိုခေါ်ပြီးတော့လာတို့ဗြဟ္မပြည်သွားကြရအောင်ဆိုပြီးတော့မြတ်စွာဘုရားအကြောင်းရှိလို့ဗြဟ္မပြည်ကိုတက်သွားဗြဟ္မပြည်ရောက်သွားတဲ့အခါကျတော့
မြတ်စွာဘုရားသူကိုယ်တိုင်တရားမဟောဘူးဗြဟ္မာတွေကလာရောက်ပြီးတော့စိကတ်ကြအဲ့လိုလာရောက်ပြီးတော့စိကတ်တဲ့အခါမှာဘုရားကသူကိုယ်တိုင်တရားမဟောပဲနဲ့သူ့ရဲ့လက်ရရဧကတာဝကရှင်အဘိဓုကိုတရားဟောဖို့တိုက်တွန်းတော့ရှင်အဘိဓုကတရားဟောဘုရားရှိမှတပည့်ကတရားဟောတယ်ဆိုတော့ဗြဟ္မာတွေကဘုရားတရားနာကျင်တာဒီကိုယ်တော်တရားနာကျင်တာမဟုတ်ဘူးအဲ့တော့ကဲ့ရဲ့ကြတယ်ကြည်သမ်းမှဒီကိုယ်တော်ကလည်းဘုရားရှိသူကတက်ပြီးတော့လူဓာတ်ကြီးလှုပ်တယ်လို့ဆိုပြီးတော့ဗြဟ္မာတွေကကဲ့ရဲ့ရှုတ်ချကြတယ်အဲ့ဒါလို့ကဲ့ရဲ့တဲ့အခါကျတော့တိခိမြတ်စွာဘုရားကအဘိဓုယဟန်ကိုပြောတယ်จิตตယဟန်တင့်ကိုဗြဟ္မာတွေကနေကဲ့ရဲ့နေကြတယ်အဲ့တော့မင်းရဲ့အစွမ်းတွေကိုကြာကြာနာနာပြပြီးတော့တရားထပ်ပြီးတော့ဟောဆိုတော့သူကတကိုးမျိုးမျိုးဗြဟ္မာတွေအောလောက်အောင်တကိုးမျိုးမျိုးဖန်ဆင်းပြီးတော့ဟောတယ်သူတကိုးမျိုးမျိုးဖန်ဆင်းလိုက်ပုံကတခါတရံကြတော့အတန်သာကြားပြီးလူမမြင်ရတခါတရံကြတော့ကိုတော်ကတဝက်ပဲမြင်ရတယ်အောက်ပိုင်းအထက်ပိုင်းသာမြင်ရပြီးအောက်ပိုင်းမမြင်ရတခါတရံကြတော့အောက်ပိုင်းပဲမြင်ပြီးတော့အထက်ပိုင်းမမြင်အောင်တရားဟောနေတာဟုတ်အမျိုးစုံလုပ်ပြတာပေါ့အဲ့ဒီအချိန်မှာဗြဟ္မာတွေကတအံတော်ဖြစ်ကြတယ်။အော်တာဝကဖြစ်ရတဲ့နဲ့တကိုးကြည့်လိုက်တာနဲ့အဲ့ဒီကြတော့မှသူဟောတာပြောတာကိုစိတ်ဝင်စားကြတယ်။လောကလူတွေဆိုတာလဲအထင်ကြီးမှစိတ်ဝင်စားတာနော်။အထင်ကြီးမှစိတ်ဝင်စားတာဆိုတာကိုဗမာစကားနဲ့ပြောရင်ပုဂ္ဂိုလ်ခင်မတရားမင်ဆိုတဲ့အဓိပ္ပာယ်ပဲ။ပုဂ္ဂိုလ်ရဲ့အစွမ်းစားတွေကိုသိလာပြီဆိုတဲ့အခါကျတော့လူတွေကနားထောင်လာကြတယ်ပေါ့အဲ့ဒါလို့တရားဟောလို့ဗြဟ္မာပရိသတ်ကနှစ်ချိုက်ကြီးဖြစ်လာတဲ့အခါမှာအဘိဓုယဟန်ကတရားဟောပြီးတော့ဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တန်ခါပရိသတ်ထဲမှာတခါပြောဘူးတယ်တဲ့ဗြဟ္မာပြေကနေပြီးတော့စัจ java လာ1000ကြားအောင်သူတရားဟောနိုင်တယ်လို့တခါတော့ကပြောဘူးတယ်တဲ့အဲ့ဒါအခုတပည့်တော်လုတ်ပြရမလားတဲ့ဆိုတော့မြတ်စွာဘုရားကအေးဟုတ်တာပေါ့လုတ်ပြလို့ဆိုတော့အဘိဓုယဟန်ဗြဟ္မာပြေကောင်းကင်ယံကနေပြီးတော့ဂါထာလေးနှစ်ပုဒ်ကိုရွတ်လိုက်တယ်အဲ့ဒီဂါထာနှစ်ပုဒ်ကိုလူပြေကအကုန်လုံးကြားကြရတယ်ဗြဟ္မာပြေကတရားတန်လူပြေကနာလို့ရသွားတယ်နော်အဲ့ဒီကတော့နဘုတ်ကဘာလို့ဆိုရင်အာရပထနေကမထယုံဇထဗုဒ္ဓသာသနိဒုနန္ထမစ္ဆုနောသေနံနလာခါရံဝကုံစထောအတိပ္ပယ်ကတော့ကြိုးစားကြနော်သေမင်းရဲ့စိတ်ကိုချေမုန်းကြသေမင်းရဲ့စိတ္တိတွေကိုချေမုန်းကြကြိုးစားကြအထောက်ကြမြတ်စွာဘုရားသာသနာမှာပေါ့ရောမနေကြနဲ့ဒီအဓိပ္ပာယ်ယောဣမတမိန်ဓမ္မဝိနေအပမတ္တောဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံကရိတတိဘုရားမြတ်စွာသာသနာတော်မှာမမေ့မလျော့တရားဓမ္မနဲ့ကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာအိုခြင်းနာခြင်းဆိုတဲ့ဒီတန်တရားကြီးကိုကြော်ဖြတ်ပြီးတော့ဒုက္ခအဆုံးသတ်နိုင်ပါလိမ့်မယ်လို့ဒီအဓိပ္ပာယ်ရှိတဲ့တရားကိုဟောလိုက်အဲ့ဒီလိုတိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန်တို့ဟာဗြဟ္မာပြေတက်ပြီးတော့သာသနာရဲ့စွမ်းပကားတွေကိုပြပြီးလူပြေပြန်ရောက်တဲ့အခါကျတော့တိခိမြတ်စွာဘုရားကယဟန်တော်တွေကိုမေးတယ်ခုနတော့ကအဘိဓုဗြဟ္မာပြေကတရားဟောတာကြားကြရဲ့လားလို့ဆိုတော့မှန်မှန်ကြားပါတယ်ဘုရားကဲကြားတာဆိုတော့ဘယ်လိုကြားတော့ပြောပြကြစမ်းဆိုတော့ယဟန်တော်တွေကခုနကရနှစ်ပုဒ်ကိုရွတ်ပြီးတော့ပြကြတယ်တကယ်ကြားတယ်ဆိုတာဖော်ပြနော်အဲ့ဒါဟာအရုဏဝတီသုတ်တံလို့ခေါ်အဲ့ဒီအရုဏဝတီသုတ်တံဆိုတာတန်ရုပ်ပါဠိတော်မှာပါတယ်အဲ့ဒီအရုဏဝတီသုတ်တံကိုကြားနာပြီးတဲ့အခါရှင်အနန္ဒာကသိကျင်စိတ်ပေါက်တာဘာသိကျင်စိတ်ပေါက်တုံးဆိုရင်အဘိဓုတိခိမြတ်စွာဘုရားရဲ့ဧကတာဝကအဘိဓုယဟန်ဟာပြပပြေကနေပြီးတော့စัจ java လာ1000ကြားအောင်ပြောနိုင်တယ်ဆိုတော့မြတ်စွာဘုရားကိုတော်မြတ်ကဘလောက်များကြားအောင်ဟောနိုင်မလဲပေါ့ဒါသိချင်တာပဲသူ
ဒါစัจ java လာအကြောင်းဟောဖို့ရအတွက်လမ်းစာဖြစ်လာတာပေါ့နော်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့သူကမေးတယ်အရှင်ဘုရားတဲ့တပည့်တော်မြတ်စွာဘုရားစီကနာရပါတယ်တဲ့အရုဏဝတီသုတ်တံအဲ့ဒီမှာအဘိက္ခုယဟန်ဟာစัจ java လာ1000ကြားအောင်အတန်ဖြင့်ကြားအောင်တရားဟောနိုင်တယ်လို့ဆိုပါတယ်ရှင်တော်ဘုရားရောစัจ java လာပေါင်းဘလောက်ကြားအောင်ဟောနိုင်တုံးဆိုတော့မြတ်စွာဘုရားကဘာမဲရှိတယ်အာနန္ဒာသူကတာဝကငါကဖရာဘယ်တူမလဲဒီလောက်ပဲပြောတယ်နော်ဖရာဆိုတာအပမေယတထာဂတအနိုင်မဲ့ပုဂ္ဂိုလ်တွေတိုင်းတာလို့မရဘူးသူကတာဝကပဲလို့ဒီလောက်ပြောတာမကျင်တတ်သေးဘူးထပ်မေးတယ်အတိအကျသိချင်တယ်ပေါ့သုံးချိန်မေးတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီကျမှစัจ java လာအကြောင်းဟောဖို့ဖြစ်လာအာနန္ဒာသုလနိကာလောကတာတုဆိုတဲ့သုလနိကာလောကရအကြောင်းကိုမင်းကြားဘူးသလားလို့ဆိုတဲ့အခါမှာရှင်အာနန္ဒာကအရှင်ဘုရားဟောတော်မူပါဆိုတော့လျှောက်တဲ့အခါမြတ်စွာဘုရားကစัจ java လာအကြောင်းကိုစပြီးတော့ဟောတာနော်အဲ့ဒီမှာလောကဓာတု၃မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောလိုက်တယ်နံပါတ်1ကလောကဓာတုအငယ်စားသုလနိကာလောကဓာတုလို့ခေါ်တယ်အငယ်စားလောကဓာတ်နောက်တစ်ခါမစ္စိမိကာလောကဓာတုအလတ်စားလောကဓာတ်နဲ့မဟာတဟတိလောကဓာတုအချီးစားလောကဓာတ်ဆိုပြီးတော့လောကဓာတ်၃မျိုးမြတ်စွာဘုရားလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာရဲ့ဖွဲ့စည်းပုံလေးကိုမြတ်စွာဘုရားကအကျဉ်းချုပ်ဟောပြတာအကျယ်ဝန်းအတိုင်းတာပမာဏလေးတွေကိုပြောသုလနိကာလောကဓာတုဆိုတဲ့အထက်မှာစัจ java လာဖွဲ့စည်းတဲ့အခါစัจ java လာဆိုတာနော်အလုံးသိကြတဲ့အတိုင်းအင်္ဂလိပ်လို cosmos သို့မဟုတ် universe ဆိုတာဒီထဲမှာဒီဂျိုတွေတို့နော်ကြက်တာယာတွေတို့နေတွေလတွေဒီလိုရှိတယ်လို့ဒါတွေအလုံးရှိနေတဲ့အရာတစ်ခုလို့ဒီလိုဆိုတယ်အဲ့ဒီမှာစัจ java လာတစ်ခုမှာဘာနဲ့ဖွဲ့စည်းတုံးဆိုစัจ java လာတစ်ခုမှာတဲ့ဒီနေတစ်စင်းလတစ်စင်းလူပြေကတစ်ပြေစတုမာရိတာဝရိန္ဒာယာမတုတ်တိတာနေမနာရတိပရဏိမိတဝတ္တဝတိပြီးတော့ဗြဟ္မပြေလို့ဒါတွေပြည့်ပြည့်စုံစုံအဲ့ဒါတွေမကဘူးမြင့်မို့တောင်ရဲ့ကျွန်းကြီး၄ကျွန်းရဲ့သမုဒ္ဒရာ၄ဆင်းရဲ့ဟောအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောမြင့်မို့တောင်ရဲ့အရှိအနောက်တောင်မြောက်မှာရှိတဲ့သမုဒ္ဒရာကြီး၄ဆင်းကျွန်းကြီး၄ကျွန်းနောက်စတုမာရိတာဝရိန္ဒာယာမတုတ်တိတာနေဗ္ဗာနရတိပရဏိမိတဝတ္တဝတိဗြဟ္မပြေဆိုပြီးတော့ဘုံနေနဲ့စัจ java လာတစ်ခုဒီလိုဖွဲ့စည်းတယ်အဲ့တော့စัจ java လာတစ်ခုဆိုဒီမှာဘုရားစာပေရမြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်အရာဆိုလို့ရှိရင်နေတစ်စင်းလာတစ်စင်းမြတ်မို့တောင်းတစ်လုံးကျွန်းကြီး၄ကျွန်းပင်လယ်၄ခုနောက်ပြီးတော့စတုမာလူပြေရဲ့စတုမာရေတာဝရိန္ဒာယာမတုတ်တိတာနေမနာရတိပရဏိမိတဝတ္တဝတိဆိုတဲ့နတ်ပြည်6ထပ်ပြီးတော့ဗြဟ္မဘုံအဲ့ဒီအပြည့်စုံပါတဲ့ဧရိယာကြီးတစ်ခုကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်အဲ့ဒီစัจ java လာပေါင်း1000စัจ java လာပေါင်း1000ကိုသုလနိကာလောကဓာတုလို့ခေါ်တယ်အဲ့တော့စัจ java လာတစ်ခုမှာနေတစ်စင်းလာတစ်စင်းဆိုစัจ java လာ1000ဆိုရင်နေပေါင်းဘယ်လောက်ဖြစ်သွားနေ1000လာ1000မြင့်မို့တောင်ပေါင်း1000ဒီလိုဆိုလို့တာနော်မြင့်မို့တောင်ပေါင်း1000ကျွန်းကြီးကြတော့၄ခုရှိသည့်အတွက်ကြောင့်4000ပင်လယ်က၄ဆင်းရှိသည့်အတွက်ကြောင့်4000လူဘုံက1000စတုမာရိနတ်ပြည်က1000အဲ့ဒီလို1000စီအဲ့ဒီနဲ့ဖွဲ့စည်းထားတဲ့ဧရိယာကြီးတစ်ခုကိုသုလနိကာလောကဓာတုလို့ခေါ်ဒါစัจ java လာအခုသိပ္ပံဆရာတွေဟာဒီအတိုင်းလိုက်ပြီးတော့
သူတို့နီးနဲ့ရှာရင်တောင်မှပဲအကုန်တွေးဖို့ခဲရင်သေးတယ်လေသို့တော့သူတို့အစွမ်းအစနဲ့ရှာတဲ့အခါမှာတခြားနေစကြဝဠာတွေရှိတယ်ဆိုတာအခုလက်ခံလာရတယ်ဘုရားစာပေရသူတို့ကြည်လာတယ်အနန္တစကြဝဠာဆိုတဲ့စကားကိုအခုသိပ္ပံပညာလက်ခံလာဒီမြတ်စွာဘုရားကနေတစ်ထောင်လတစ်ထောင်ဆိုတော့သူတို့2ဆင်း3ဆင်းတော့တွေ့တယ်လို့ဆိုတယ်ပေါ့ကျန်တဲ့ဒီစကြဝဠာကနေမဟုတ်ဘဲနဲ့တခြားနေတစ်ဆင်းကိုသူတို့အဝေးကနေပြီးတော့မြင်နေရတယ်လို့ဆိုတာစာထဲမှာဖတ်ဖူးတယ်ပေါ့နော်အဲ့တော့စကြဝဠာတစ်ခုနဲ့တစ်ခုဆိုတာလေအမတမကျယ်ဝန်းတာဟုတ်အဲ့တော့မြတ်စွာဘုရားကအခုလို့မြင်နိုင်တာကဘာဖြစ်လို့မြင်တာတော့ဆိုကမ္ဘာလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒိဗ္ဗစက္ခုပင်ဉ္နဲ့ကြည့်လို့မြင်တာဟုတ်တာဆိုပါစို့မမြင်ရတဲ့ပုဂ္ဂိုလ်ကမဟုတ်ပါဘူးလို့ပြောလို့မရဘူးလေမျောစင်ကြီးတစ်ခုပေါ်မှာတက်ပြီးတော့ကြည့်လိုက်သို့မဟုတ်တောင်ကြီးတစ်တောင်ပေါ်မှာတက်ပြီးတော့အရက်လေးမျက်နှာကိုမြင်ရတဲ့တောင်ထိပ်ကနေကြည့်လိုက်တဲ့အခါမှာအဲ့ဒီတောင်ပေါ်ကနေမြင်ရတဲ့လူကပြောတယ်ဟာဟိုဘက်မှာလည်းပဲတောရန်ကြီးဒီဘက်ကလည်းပဲတောရန်ကြီးအလွန်ตายရတာပဲအမတန်လှပတာပဲလို့ပြောရင်တောင်အောက်ကလူကမဟုတ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးလို့ပြောလို့မှန်မှမလားအေးသူကိုယ်တိုင်တောင်ပေါ်တက်ချင်ခုနမြင်ကွင်းနေမမြင်နိုင်ပေဘူးလားမြင်နိုင်တယ်အဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကတောင်ပေါ်တက်ကြည့်တာမျိုးလို့ဒိဗ္ဗစက္ခုအပင်ဉ္နဲ့လောကရကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်တဲ့အခါစัจ java လာအနန္တကိုမြင်ရလို့အခုလိုဖွဲ့စည်းတဲ့စัจ java လာတစ်ခုသုလနိကလောကဓာတုလို့ဒီဟာကိုစัจ java လာ1000ကိုမြတ်စွာဘုရားကရှိတယ်ဆိုတာကိုဟောတယ်နောက်ဓာရင်လာလို့ဆိုမကဘူးအဲ့ဒီ1000ကို1000နဲ့မြောက်လိုက်တဲ့အခါကျတော့စัจ java လာ1သန်းဖြစ်တယ်အဲ့ဒီ1သန်းကိုမစ္စမိကလို့ခေါ်တယ်အနန္တစัจ java လာဆိုတာဒီ1000ဟာလက်လန်းမီတာကိုပြောပြတာနော်ပြီးတဲ့ကျယ်ဝန်းလာတာကိုကြည့်လိုက်တဲ့အခါကျတော့1000ကို1000နဲ့မြောက်တဲ့အခါကျတော့စัจ java လာ1သန်းဖြစ်လာတယ်အဲ့ဒါကိုနောက်ထပ်ပြီးတော့မြောက်တဲ့အခါကျတော့စัจ java လာဂရေတသိန်းဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဒီပရိတရားတော်ကိုဟောတော်မူတဲ့အခါမှာမြတ်စွာဘုရားရဲ့ပရိတရားတော်ကိုလက်ခံပြီးတော့ကြီးညိုမြတ်နိုးကြတဲ့နတ်မြမာတွေစัจ java လာဂရေတသိန်းအနှံ့ရှိအလုံးပရိတ်ကြီးကြက်ထားတဲ့ပုဂ္ဂိုလ်တွေထဲမှာယရဏတုံမှာတွေးလိုက်မယ်ကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာယတနံပဋိကနန္တိယင်စဝေတာလေးအပုရိစัจ java လာဂရေတသိန်းကနတ်တွေကလာရောက်ပြီးတော့နာယူထားတာတဲ့လူတွေအနေနဲ့တော့ဂရေတသိန်းကလူတွေမလာနိုင်ပေဘူးပေါ့နော်အဲ့တော့နတ်တွေကတော့လာနိုင်တယ်ဒါကြောင့်မို့ယရဏတုံမှာဆိုရင်စัจ java လာဂရေတသိန်းကနေပြီးမြတ်စွာဘုရားရဲ့ဓမ္မအာနာပရိတရားတော်ရဲ့စွမ်းပကားကိုလက်ခံထားကြတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကစัจ java လာဂရေတသိန်းကိုအခုလိုရှင်အနန္ဒာကိုအတိုင်းအတာ3မျိုးနဲ့ဟောပြီးတော့ဘာပြောတုံဆိုရင်ငါဘုရားဟာအကယ်၍ဆန္ဒရှိလို့ပြောမယ်ဆိုလို့ရှိရင်ငါအတန်ကိုစัจ java လာဂရေတသိန်းကလူတွေကြားနိုင်တယ်တဲ့ခုနကဂရေ1000နဲ့အဘိဗုကဟုတ်ကဲ့လားဂရေ1000မဟုတ်စัจ java လာ1000နဲ့ကြားမြတ်စွာဘုရားကြတော့စัจ java လာဂရေတသိန်းမှရှိတဲ့တတ္တဝါတွေသူ့အတန်ကိုကြားအောင်ဟောနိုင်တယ်တဲ့ဒီတဲ့ပို့ပြီးတော့ကြားစေခြင်းလည်းပဲဒီတဲ့ပို့ပြီးတော့ကြားအောင်လုပ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဟောတယ်ဆိုတာအကြောင်းမဲ့တက်တက်ဟောတာမဟုတ်ဘူးဗုဒ္ဓရဲ့စွမ်းပကားကိုလူတွေသိရှိကြည်ညိုဖို့ရအတွက်ရှင်အနန္ဒာမေခွန်းတက်လာလို့ပြောတာနော်အေးငါဘုရားကအလိုရှိလို့အတန်ဖြင့်ကြားစေနိုင်တယ်ဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအကုန်ကြားအောင်ပြောနိုင်ပါတယ်တဲ့ဒီတဲ့ဆန္ဒရှိအောင်မယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့လည်းပြောနိုင်သေးတယ်စัจ java လာအနန္တထီအောင်ကြားအောင်လုပ်နိုင်တယ်လို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့အဲ့တော့ရှင်အနန္ဒာကသူကသိချင်တဲ့စိတ်ကအမတန်မှများတော့အရှင်ဘုရားတဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအရှင်ဘုရားရဲ့အတန်ကိုအလုံးကြားအောင်အရှင်ဘုရားဘယ်လိုလုပ်လဲတဲ့ကြည့်ဒါလည်းပဲ reasonable ဖြစ်ဖို့လိုတယ်လေစ
စัจ java လာလူတွေကကြည့်လေဒီတိုင်းနေကြမှာမဟုတ်တာအိတ်တဲ့လူကလည်းအိတ်မှာပဲငေးတဲ့လူကလည်းငေးနေမှာမရှိပေဘူးလားမြို့တစ်မြို့ရွာတစ်ရွာတဲ့နေတဲ့လူတောင်မှပဲအိမ်နဲ့ဝင်အိတ်ချင်တဲ့လူကအိတ်နေပဲတရွာလုံးကြောင်းဘလို့လို့မလွယ်ပေဘူးမဟုတ်လားလူဆိုတာကိုယ်လုံးနဲ့ကိုယ်စိတ်ဆိုင်ရစိုက်နေတာဆိုတော့အဲ့တော့မြတ်စွာဘုရားကပြောတယ်ဖြေတယ်စัจ java လာဂရေတသိန်းကိုကြားအောင်ဘာလုပ်တယ်လဲလို့ဆိုလို့ရှိရင်အစပထမမှာအမှောင်ကြီးချလိုက်အမှောင်ချပြီးတဲ့အခါမှာအင်မတန်လင်းတဲ့အလင်းရောင်ကြီးကိုဖြန့်ကျက်လိုက်တယ်အဲ့ဒီအချိန်မှာလူတွေဟာလင်းသွားတာဟာဘာရောင်ကြီးပါလဲဆိုလူတွေဟာအလုံးအိုးကြက်ကြက်နဲ့ထွက်ချီကြအလင်းရောင်ကြီးဆိုပြီးတော့စัจ java လာခါတိုင်းနဲ့ပိုလင်းလာတယ်ဆိုတော့တတ္တဝါတွေအလုံးဟာနိုးထလာအဲ့ဒီအချိန်ကျမှမြတ်စွာဘုရားကအတန်တော်နဲ့တရားဟောတာကြားတာဆိုလိုတာကလူတွေကိုအလန်းလှုပ်လိုက်ပြီးမှပြောတာဒါဘလောက်တဘာဝကြဟုတ်ကလားအလန်းမလှုပ်ဖဲနဲ့ဆိုလို့ရှိရင်တော့ငေးနေပဲကြားမှာတော့တတိမမူဂူမမြင်ဆိုတာလို့တခါတခါကိုနာခေါင်းလောင်းထိုးတော်တောင်တန်ကြားချင်မှကြားလိုက်တာနော်အဲ့တော့မြတ်စွာဘုရားကသူပြုလုပ်မဲ့ကိစ္စတစ်ခုအလင်းရောင်နဲ့အရင်ဖြန့်ပြီးတော့လူတွေကိုနှိုးလိုက်ပြီးတဲ့အခါကျတော့မှဒီအတန်တော်ကိုထုတ်ဖော်တာတဲ့ဒါကဒီသုတ်တန်ရဲ့အကြောင်းကိုဖတ်ချင်လို့ရှိရင်အင်္ဂုတ္တရနိကေတိကနိဗ္ဗသုလနိကလောကဓာတုသုတ်ဆိုသုလနိကသုတ်ဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကရှင်အနန္ဒာမေးလို့ဒါကိုဟောတာတခြားတရားတွေကိုပါတာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေမြတ်စွာဘုရားမြတ်ဗုဒ္ဓဟောတဲ့ဒီစัจ java လာဒေသနာဆိုတာပိဋကသုံးပုံထဲမှာပါတယ်ပေါ့ဒါကို Buddhist cosmology လို့ပြောလို့ရတာပေါ့ဟိုထက်ကတာတီကာတွေကြတော့စัจ java လာအကြောင်းကိုဒီတဲ့အသေးစိတ်ရေးထားတာလေးတွေရှိသေးတယ်တခါတလေကြတော့ဘုရားစာပေမှာလာတာဟိုသိပ္ပံကိုအထင်ကြီးလွန်းအယုံသွင်းလွန်းတဲ့ပုဂ္ဂိုလ်တွေကသိပ္ပံကဆိုမှမှန်တယ်လို့ဒီလိုထင်ကြတာရှိသေးတယ်ပေါ့သိပ္ပံကခဏခဏပြောင်းနေတာတွေဟာဒီကနေ့ဆေးပညာကိုကြည့်လိုက်လို့ရှိရင်အခုဒီဟာကဒီဆေးကတွေးရှိချက်ကဒါကယောဂါကိုပျောက်စေတယ်နောက်တည့်ရက်ကျတော့ယောဂါကိုမပျောက်စေဘူးနဲ့တခါဖြစ်သွားပြန်ပြောင်းလဲနေတာတွေအများကြီးရှိတယ်ခေါင်းယောဂါရှိတဲ့လူတွေကိုအရင်တုန်းကခေါင်းယောဂါရှိလို့ရှိရင်တဲ့ strawberry ဆိုတာမတည့်ဘူးအဲ့ဒီထဲမှာ strawberry မှာအဆီသေးသေးလေးတွေက uric acid ကိုတက်စေတတ်တယ်လို့ဒီလိုရေးခဲ့တယ်ဟောဒီကနေ့ခေတ်ကျတော့ strawberry ထဲမှာပါတဲ့အဆီသေးသေးလေးတွေက uric acid ကိုကျစေတယ်တဲ့ဟောပြောင်းပြန်နေဖြစ်နေတယ်ဟုတ်ကဲ့လားတစ်ချိန်တုန်းကဒီ uric acid ကိုတက်စေတယ်လို့အဖြေထုတ်ထားတဲ့အသီးပဲအခုတခါ uric acid ကိုကျစေတယ်လို့အဖြေထပ်ထုတ်တယ်အဲ့တော့သိပ္ပံဆိုတာတွေးရှိချက်ကလေးကိုထုတ်ဖော်တာပဲဖြစ်တယ်စမ်းသပ်လို့တွေးရှိချက်ကလေးတွေထုတ်ဖော်တာဒါကိုအမှန်တရားလို့မအောင်မေးလိမ့်မယ်မြတ်စွာဘုရားကိုတော်မြတ်ကအလုံးကိုခြုံငုံပြီးတော့ဉာဏ်တော်ကြီးနဲ့ဒေဝဆက်ကုအဘိညာဉ်နဲ့လက်တွေ့ချိပြီးမှဟောတာမြတ်စွာဘုရားကိုယ်တိုင်ကလည်းယတေဝသမ္မဉ္ညာတံသမ္မဒိဋ္ဌံသမ္မဝိဒိတံငါကိုယ်တိုင်မြင်တယ်ငါကိုယ်တိုင်သိတယ်ငါကိုယ်တိုင်ထင်ထင်ရှားရှားသိပြီးမှဟောတာပါလို့တချို့သုတ်တန်တွေမှာဒီလိုဖော်ပြထားတာရှိတယ်နော်အကျိုးရှိတဲ့အခါမှာဟောမယ်အကျိုးမရှိဘူးဆိုရင်မဟောဘူးအေးဒီ universe နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကရှင်အနန္ဒာရဲ့မေခွန်းတက်လာလို့အခုလိုခေါ်လိုက်တာမြတ်ဗုဒ္ဓရဲ့စွမ်းပကားဟာအမှန်တမ်းကြီးမားတယ်လို့ဆိုပြီးတော့ကြီးညိုသရာပွားနိုင်တာပေါ့အဲ့ဒီလိုကြီးညိုသရာဘုရားကိုကြီးညိုသရာပွားတာအကျိုးမဲ့မဟုတ်ဘူးအဲ့ဒီမှာရှင်အနန္ဒာကဒီအကြောင်းကိုသိရတဲ့အခါမှာသူ့စိတ်ထဲမှာသိကျင်တတ်တော့သူကဘာပြောတော့ဆိုအနန္ဒမှာသူနဲ့တူတူရှိနေတဲ့ဥရာယီဆိုတဲ့ကိုတော်ကိုပြောတယ်အရှင်ဥရာယီတပည့်တော်တို့ကံကောင်းလိုက်တာဒီလောက်စွမ်းပကားကြီးတဲ့ဖရာရဲ့တပည့်ဖြစ်ရတယ်ဆိုတော့တပည့်တော်တို့ကံကောင်းလိုက်တာနဲ့သူကပြောတာအဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့ဟိုဥရာယီဆိုတဲ့ကိုတော်ကလည်းတရားတွေဖြစ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ပုဂ္ဂိုလ်ကို
ရှေ့ကနေစီးပြီးတော့ရိုက်လိုက်တယ်လို့ပဲသူကဘာပြောတာတုံးဆိုကိုတော်ဖရာတကိုးကြီးတာနဲ့ကိုတော်နဲ့ဘာဆိုင်တုံးလဲအခုခေတ်လည်းအဲ့ဒါမျိုးပြောတတ်သေးတယ်ဟုတ်ကဲ့လားအာရပါရဖြစ်နေတဲ့လူကိုရှေ့ကနေစီးတွန်းလိုက်တယ်လို့ဖြစ်သွားဒီလိုဖရာတကိုးကြီးတာနဲ့ကိုတော်နဲ့ဘာဆိုင်တုံးလို့ဆိုတော့မြတ်စွာဘုရားကဝင်ပြီးတော့ဖြံပြေပြီးတော့ပေးတယ်ဥရာကြီးမပြောနဲ့အဲ့ဒါလိုမပြောနဲ့လေတဲ့အာနန္ဒာဟာငါပေါ်မှာအခုလိုဖရာဗုဒ္ဓတဆူရဲ့စွမ်းပကားကိုသူကြီးညိုတဲ့စွမ်းရည်တတ္တိဒီကုသိုလ်ကောင်းမှုဟာအကယ်၍သူတန်တရားလဲအောင်မယ်ဆိုလို့ရှိရင်စัจ java ရေမင်းကြီးရဲ့ဘဝ9ဘဝတရားမင်းကြီးရဲ့ဘဝ9ဘဝဒီကုသိုလ်ကပေးနိုင်တယ်တဲ့ဟောဘုရားကြီးညိုတဲ့ကုသိုလ်စိတ်ကလေးอ่ะเนาะပေးနိုင်တယ်ဒါပေမဲ့ဥရာကြီးအာနန္ဒာဟာဒီဘဝမှာပဲသူကကိလေသာချုပ်ငြိမ်းပြီးတော့ပြိဋိဘံဆံမှာပါလို့ရှန္ဒနာနဲ့ပတ်သက်ပြီးတော့အဲ့ဒီသုတ်တန်လေးမှာဗျာဒိတ်ပေးသွားတဲ့သဘောလေးပါတယ်အလုံးသိကြတယ်ရှန္ဒနာဆိုတာမြတ်စွာဘုရားရဲ့တာဝန်ဝတ္တရားတွေပရိယစာပေရဲ့တာဝန်ဝတ္တရားတွေဓမ္မတာဝန်တွေကိုထမ်းဆောင်နေတော့ဒီဘက်ကိုပဲစိတ်ကပြောနေတယ်ပြောနေသည့်အတွက်ကြောင့်တရားမှန်မှန်ကန်ကန်အားထုတ်ပြီမဲ့လို့သူစိတ်ကူကတော့တရားဓမ္မတွေကိုမှတ်တမ်းတင်ဖို့ဘုရားဟောသမျှတွေမပြောင်းပြတ်ဖို့ဆိုတဲ့ဘက်မှာအာယုံရှိနေသည့်အတွက်ကြောင့်သူဟာအထက်မဲ့တွေအတွက်ဝိပဿနာကိုကြိုးကြိုးနုံနုံအားထုတ်ဖို့မရဘူးသို့မဟုတ်အားထုတ်တောင်မှပဲသူ့ရဲ့ဆန္ဒကတခြားတာဝန်တွေပေါ်မှာအာယုံစိုက်နေသည့်အတွက်ကြောင့်ဘုရားကိုပြုစုတဲ့နှစ်ပေါင်း25နှစ်ဘုရားနောက်ကနေလိုက်နေပြီမဲ့လို့သူဟာသောတပန်အဆင့်ကနေတက်မသွားဘူးဘယ်ကြတော့မှသူဝမ်းနဲ့ပတ်နဲ့ဖြစ်တုံဆိုမြတ်စွာဘုရားပြိဋိဘံဆံဃာနီးကြတော့ဘုရားလည်းပြိဋိဘံဆံတော့မယ်ငါလည်းသောတပန်ဖြစ်ဘယ်ရှိသေးတယ်ငါ့ကိုဘယ်သူတရားပြမလဲလို့စိတ်ထဲမှာဝမ်းနေတယ်ငိုတယ်အဲ့ဒီကြမှာမြတ်စွာဘုရားကအာနန္ဒာစိတ်မပြည့်နဲ့ကြိုးစားအားထုတ်မင်းယန္တာဖြစ်မှာပါလို့အာဘိစကားပြောခဲ့တယ်နောက်ကြတော့ဘုရားပြိဋိဘံဆံသွားတော့အားလုံးကြားဘူးတဲ့အတိုင်းဘုရားပြိဋိဘံဆံပြီး3လအကျော်တန်ခါရဏတင်ကန်ဒီမှာရှန္ဒနာမထေရမြတ်ဟာယန္တာဖြစ်သွားတယ်ပေါ့အဲ့ဒီသုတ်တံဟာရှန္ဒနာရဲ့မေခွန်းကြောင့်မို့လို့စัจ java လာအနန္တရှိတယ်ဆိုတာကိုဘုန်းကြီးတို့တွေသိခွင့်ရတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအလုံးလောကအကြောင်းနဲ့ပတ်သက်ပြီးတော့သိတော်မူတော်လည်းပဲတချို့ကိစ္စများကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတော်မူခဲ့တာမဟုတ်ပါဘူးဟောကြားပြီဆိုလို့ရှိရင်လည်းအကြောင်းတစ်ခုကြောင့်ဟောကြားတာဖြစ်တယ်ဒါကြောင့်မို့လို့ဘုန်းကြီးတွေဟာဗုဒ္ဓမြတ်စွာရဲ့စွမ်းပကားဗုဒ္ဓနုတ္တိဗုဒ္ဓကိုကြီးညို့အားကိုးရတဲ့ဒုဘဝဟာအမတမမွန်မြတ်လာပါပြီတဲ့အသိဉာဏ်ရဲ့စွမ်းအားဆိုတာလေအမတမကြီးမားပါပြီတဲ့လောကကြီးလူတွေမသိနိုင်တဲ့အရာတွေကိုမြောက်များစွာမြတ်စွာဘုရားဟောကြားထားလို့တို့တွေသိခွင့်ရကြတယ်ယခုလိုသိခွင့်ရတဲ့ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေထွန်းကားနေတဲ့အချိန်မှာဘုရားတရားတော်တွေတို့သိရှိအောင်နားလည်အောင်ကြိုးစားကြမယ်သိရှိနားလည်တဲ့အတိုင်းကျင့်ကြံကြုတ်ကိုအားထုတ်နိုင်အောင်တို့တွေလှုပ်ဆောင်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာရဲ့တရားဓမ္မများကိုကြိုးစားဖတ်ရှုလေ့လာနာယူမှတ်သားပြီးတော့ယုံကြည်နဲ့မြတ်စွာဘုရားဟောကြားတဲ့လမ်းစဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြုတ်ကိုအားထုတ်ခြင်းဖြင့်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံင
ငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တော်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာစိတ်တော်ဟူသည်များတို့သည်သမုဝတ္တပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပယ်ပြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း